ချိန်နေတာပြောင်းလဲသွားတယ်။ငါအခန်းကြီးလေးမှာပိတ်လောင်လူအထင်မကြီးစရာတွေလှုပ်နေ။ခဏခဏကြာရှုံးတယ်။ဒါပေမဲ့ငါဘယ်တော့မှလက်လျှော့ဘူးလုံးဝမတွေ့ဘူး။ဘယ်တော့မှလည်းမတွေ့ဘူး။ဘာကြောင့်လဲဆိုတော့ငါမသိဘူး။ငါဘာအတွက်လုပ်နေမှမသိဘူး။တက်ရှိရရှင်သန်မှုကျူးပန်းနေတော့ဆိုရင်ငါရှင်သန်မှုကဘာလဲ။ခဏခဏကျူးပန်းမအောင်မျိုး။ဘာကြောင့်ငါလိုအပ်တဲ့ပညာရပ်တွေမကျွမ်းကျင်သေးဘူးလား။ဒါမှမပြည့်မီသေးဘူးလား။အပြန်မိလိလား။ပြင်လည်းလုပ်ကြည့်ရဲ့။ဘယ်ရမှခေါင်းထဲမှာ simulation ထိုင်လို့နေလို့မရဘူး။အဲ့ဒါဆိုတော့ခေါင်းထဲမှာပဲအောင်နေတယ်။ဒီမှာဖြစ်မယ်။လိုအပ်တဲ့ပစ္စည်းဝယ်လို့မရဘူး။မစိမ့်နေတော့။အဲ့ဒါဆိုငါတို့နေ့စဉ်သုံးနေတဲ့ຢာတွေအားလုံးကငါတို့ပတ်ဝန်းကျင်မှာအများကြီးပြီးနေကြပုံရနေရတယ်ပဲဖန်ကြီးရတယ်။ Okay အဲ့ဒါငါဘာလို့ပစ္စည်းမရှိစိတ်နေလဲ။ကိုယ်တိုင်လုံးအောင်။ဘာခက်အဲ့လိုလုပ်ဖို့လိုအပ်တဲ့ပညာတွေလေ့လာမတည်သူရောနောက်ကလှုပ်လို့နေတယ် story ကပြည့်သွားတယ်လို့မှမရှိဘူးအချိန်ဆိုအတိုင်ဟုတ်လို့တစ်ဖက်လေးပဲစီးတယ်ဘယ်တော့မှနောက်ပြန်တောင်းလို့မရဘူးဒါပေမဲ့ event တိုင်းကိုမှတ်မိနေငါမောင်မျိုးဆိုတာမှားနေတယ်အဲ့မောင်ရှာပြင်းတယ်ဘယ်တော့မှမရှိဘူး